မဲမတမာမှုကြောင့်အာဏာသိမ်းရတာပါလို့အကြောင်းပြချက်စာကိုဖတ်ပြတဲ့အခါဝန်ကြီးချုပ်ကမဲမတမာမှုရှိတယ်လို့ထင်ရင်လျှို့ဝှက်မဲတွေလုံးမနေနဲ့ရှင်နဲ့ကျမစင်ဘော်တက်ပြီးပြည်သူ့ဆန္ဒကိုပေါ်တင်ရွေးချယ်ခံရအောင်ကျမကပြောင်းမဲစနစ်နဲ့အရွေးခံရဲတယ်အချိန်မရွေးပဲဆိုတဲ့သူမစကားဟာအာဏာရှင်တွေကိုအရှိုက်ထိသွားစေခဲ့ပါတယ်ကျတော့ဘွားကျုပ်တက်မှာတော့နန်းဆိုပြီးတော့အရင်ကတည်းကနေပြီးတော့တည်နေတဲ့ရဲဘော်ရဲဘက်တယောက်ပါပဲမြို့သမီးရဲဘော်ရဲဘက်တည်းတခါလေးဆိုမြို့သားတွေပို့ပြီးတတ်ရှိပါတယ်ပို့ပြီးတော့လည်းအားကိုးရပါတယ်ကျမတို့မြို့သားတွေကညင်းမဲ့လို့မထင်ပါဘူးအနားကိုနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်အားကိုးယုံကြည်ရတဲ့ကရင်ပြည်နယ်ဝန်ကြီးချုပ်နန်းခင်ထွေးမြင့်ဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ရှားပါးလှတဲ့ကရင်အမျိုးသမီးခေါင်းဆောင်တဦးဖြစ်တယ်လို့မြန်မာနိုင်ငံရေးလောကမှာအာကအမျိုးသမီးတဦးအဖြစ်ရပ်တည်နေသူဖြစ်ပါတယ်။သူမရဲ့နိုင်ငံရေးခရီးလမ်းတစ်လျှောက်မှာစစ်အာဏာရှင်အဆက်ဆက်အကြိမ်ကြိမ်ဖမ်းဆီးထောင်ချမှုတွေကြုံတွေ့ခဲ့ရပေမဲ့လည်းဒေါ်အောင်ဆန်းစုကြည်နေသူစစ်တပ်ရှေ့မှာဘယ်တော့အခါမှဘူးမထောက်ဦးမညွတ်ခဲ့တဲ့သူမရဲ့မပြောင်းလဲတဲ့တန်မဏိစိတ်ဓာတ်ကတော့လေးစားအတူယူပွဲရပဲဖြစ်ပါတယ်။နန်းခင်ထွေးမြင့်နဲ့နီးစပ်တဲ့နိုင်ငံရေးလှုပ်ဖော်ကိုင်ဘက်တွေကတော့သူမကိုစိတ်ဓာတ်မှာကြောပြီးရဲရင်ပြတ်သားသူတို့အဖြစ်တညီတညွတ်ထဲမှတ်ချက်ပြုကြပါတယ်။အထူးသဖြင့်လုပ်ငန်းဆောင်တာတွေမှာတာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ခိုင်ခိုင်မာမာဆောင်ရွက်တတ်တဲ့သူမရဲ့ခေါင်းဆောင်မှုပုံစံဟာအားလုံးအတွက်စံနမူနာဖြစ်စေခဲ့တာပါအခက်အခဲတွေကြားမှာမရိုက်မလဲပဲဒီမိုကရေစီရေးအတွက်ဒီဇိုင်းမမတ်ကြိုးပမ်းခဲ့တဲ့ဒီလိုကရေးအမျိုးသမီးခေါင်းဆောင်တဦးရဲ့ဂုဏ်သတင်းဟာမြန်မာနိုင်ငံရေးသမိုင်းမှာဖျောက်ဖျက်လို့မရနိုင်တဲ့မှတ်တိုင်တစ်ခုအဖြစ်ဆက်လက်တည်ရှိနေမှာပဲဖြစ်ပါတယ်နန်းခင်ထွေးမြင့်ဟာမွေးချင်းမောင်နှမ6ယောက်နဲ့စတုတ်ထမြောက်သမီးဖြစ်ပြီးသူမနိုင်ငံရေးလောကတဲကိုခြေစုံဖြစ်ဝင်ရောက်လာတာဟာဖခင်ဖြစ်သူရဲ့လွှမ်းမိုးမှုနဲ့နိုင်ငံရေးမျိုးစိတ်တွေကြောင့်လို့အမြဲတမ်းဂုဏ်ယူစွာပြောလို့ရှိပါတယ်။ဖခင်ဖြစ်သူဒေါက်တာစောလာထွန်းဟာဖာစာပလအစိုးရလက်ထက်မှာကရင်ပြည်နယ်ဝန်ကြီးအဖြစ်တာဝန်ယူခဲ့တယ်လို့1962ခုနှစ်တော်လှန်ရေးကောင်စီလက်ထက်ကနေ1984ခုနှစ်အထိကရင်ပြည်နယ်ဦးစီးအဖွဲ့ဥက္ကဋ္ဌအဖြစ်10စုနှစ်တခုကျော်အကြာဦးဆောင်ခဲ့သူလည်းဖြစ်ပါတယ်။ဒါအပြင်လမ်းစဉ်ပါတီခေတ်မှာလည်းနိုင်ငံတော်ကောင်စီဝင်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။နန်းခင်ထွေးမြင့်ရဲ့နိုင်ငံရေးစိတ်ဓာတ်ကိုပုံမူနိုးကြားလာစေတဲ့အဓိကအချိုးအကွေတစ်ခုကတော့ရှစ်တန်းကျောင်းသူဘဝမှာစတင်ခဲ့တာပါ။အဲ့ဒီအချိန်ကကျောင်းသားတပိတ်ထဲမှာပါဝင်ခဲ့တဲ့အကိုဖြစ်သူကိုမဆလာအစိုးရကဖမ်းဆီးထောင်ချခဲ့တဲ့ဖြစ်ရဟာနန်းခင်ထွေးမြင့်ရဲ့စိတ်နှလုံးကိုပြင်းထန်စွာရိုက်ခတ်ခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးမတရားမှုကိုတွန်းလှန်ဖို့အတွက်နိုင်ငံရေးလောကတွေကိုထဲထဲဝင်ပါဝင်မယ်ဆိုတဲ့စိတ်ဓာတ်တွေကိန်းအောင်လာခဲ့တာဖြစ်ပြီးဖခင်ရဲ့လမ်းစဉ်ကိုဆက်ခံရင်းပြည်သူဘက်ကမာမမမရက်တီမဲ့ခေါင်းဆောင်တဦးဖြစ်ဖို့အစပြိုးခဲ့တာပဲဖြစ်ပါတယ်အဲ့တော့အဲ့ဒီကနန်းတို့ကရှင်ထဲမှာတော့ငါတို့မှလည်းကျောင်းသားသမဂ္ဂငါ့ကိုမပြီးသေးငါကလေးကြိုက်နေဒီကျောင်းသားသမဂ္ဂတောင်းငါတက္ကသိုလ်ရရင်ဆောင်ရအဲ့ဒါဘယ်နှစ်တုန်းကလဲအဲ့ဒါလေးမှပြောမယ်ဆို69လောက်ရှိပါတယ်မှာနန်းခင်ထွေးမြင့်ရဲ့နိုင်ငံရေးခရီးကြားဟာစီးပွားရေးတက္ကသိုလ်ကျောင်းသူဘဝကျောင်းသားအရေးခင်းတွေမှာတက်ကြွစွာပါဝင်လှုပ်ရှားရင်းအစပြုခဲ့တာပါသူမဟာအသက်19နှစ်သမီးအရွယ်လောက်တဲကအကျဉ်းထောင်တွေထဲကိုဝင်ကြီးထွက်ချီလုပ်ခဲ့ရသူဖြစ်ပါတယ်အထူးသဖြင့်1985ခုနှစ်ဦးသက်အရေးခင်းမှာပါဝင်ခဲ့မှုကြောင့်ဗိုလ်ချုပ်နေဝင်းဦးဆောင်တဲ့မဆလာအစိုးရရဲ့အလုတ်ကျန်းတဲ့ထောင်ဒဏ်6နှစ်ချမှတ်ခြင်းကိုပထမဆုံးအကြိမ်ခံခဲ့ရတာဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုဖိနှိပ်မှုတွေကသူမကိုရပ်တန့်အောင်မလုပ်နိုင်ခဲ့ပါဘူး။1988ခုနှစ်မှာပြည်ထောင်စုနေ့အခမ်းအနားတက်ရောက်ဖို့အသွားထပ်မံဖမ်းဆီးခံရပြီးထောင်ဒဏ်2နှစ်ချမှတ်ခံခဲ့ရတယ်လို့1989ခုနှစ်မှာလဲနိုင်ငံတော်လုံခြုံရေးကိုထိခိုက်စေတယ်ဆိုတဲ့စွပ်စွဲချက်ပုံမှန်9ကာကြီးနဲ့3လကြာထပ်မံထိမ့်သိမ်းခံခဲ့ရပြန်ပါတယ်ဒီလိုမျိုးအချင်းတောင်တွေထဲမှာအချိန်ချင်းဖြတ်သန်းခဲ့ရတဲ့ဘဝအတွေ့အကြုံတွေဟာသူမအတွက်အားလျှော့စရာဖြစ်မလာပဲမတရားမှုကိုခံပြင်းတဲ့စိတ်နဲ့ဒီမိုကရေစီအတွက်တိုက်ပွဲဝင်တဲ့စိတ်ဓာတ်ကိုပိုမိုပြင်းထန်လာစေခဲ့တယ်လို့နန်းခင်ထွေးမြင့်ကဆိုပါတယ်
အလုတ်ကျန်တဲ့ထောင်တာ6နှစ်အင်းစိတ်တောင်မှကြားနေရမှာ အော်အစ်စင်ရောက်ဖူးတယ်ပေါ့ အော်ရောက်ပြီမှာဟိုဒီနေ့နန်း19နှစ်သမီးပါပဲမှာအဲ့ဒါရောက်တော့နန်းပြန်လွတ်လာတဲ့အချိန်ကျတော့နန်းပြည်တွင်းခုမှာအလုပ်ရတယ်မှာအလုပ်ရတဲ့အချိန်မှာ88အရေးခင်းဖြစ်တယ်နန်းအနောက်ကတော့ဟိုစိတ်ကနည်းနည်းပါသေးတယ်ပေါ့ပါနေတာပေါ့မှာသူတို့ကလေးတွေចောင်းသားတွေသွားတဲ့အချိန်မှာကိုကလည်းနည်းနည်းဝင်ပါပြီးအဲ့တော့ကိုဝင်ထားမယ်ဒါပေမဲ့89ကျတော့နန်းတို့ကတခါ9ညနဲ့ဖမ်းတယ်မှာဖမ်းတော့ကိုကတော့စိတ်လို့ရှိပဲဆိုတော့အဲ့လိုသူတို့အဲ့လိုဖမ်းလိုက်ပါပဲနားစိတ်ကတကယ်ဖုံးလာတဲ့ထိန်းလာတဲ့စိတ်ဖွေ့သွားတယ်မှာ အချင်းတောင်ကလွတ်မြောက်လာပြီးနောက်မှာနန်းခင်ထွေးမြင့်ဟာ NLD ပါတီမှာပါဝင်ခဲ့ပြီး1990ပြည့်နှစ်ရွေးကောက်ပွဲမှာပြည်သူ့ကိုယ်စားလှယ်အဖြစ်အရွေးချယ်ခံခဲ့ရပါတယ်။ဒါပေမဲ့အဲ့ဒီခေတ်ကစစ်အစိုးရဟာရွေးကောက်ပွဲရလဒ်ကိုအတိအမှတ်မပြုခဲ့တာကြောင့်လွတ်တော်တဲ့မရောက်ခဲ့ပဲတခြားပါတီဝင်တွေနည်းတူခါးသီးတဲ့နိုင်ငံရေးလောကဓာတ်တွေကိုကြံ့ကြံ့ခံရင်ဆိုင်ခဲ့ရပါတယ်။ပြည်သူ့လွှတ်တော်ကိုစားပြုကော်မတီ CRPP မှာပါဝင်ဆောင်ရွက်ခဲ့တာကြောင့်လဲထောင်နှခမ်းဝကိုအကြိမ်ကြိမ်ရောက်ခဲ့ရပေမဲ့2015ရွေးကောက်ပွဲမှာတော့ဖာမြို့နယ်မဲဆန္ဒနယ်အမှတ်1ကနေတခဲနဲ့အနိုင်ရရှိပြီးကရင်ပြည်နယ်ရဲ့ဝန်ကြီးချုပ်အဖြစ်တာဝန်ပေးအပ်ခြင်းခံခဲ့ရပါတယ်။ဝန်ကြီးချုပ်အဖြစ်တာဝန်ယူခဲ့တဲ့ကာလအတွင်းမှာတော့နန်းခင်ထွေးမြင့်ဟာကရင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက်ထိထိရောက်ရောက်လှုပ်ဆောင်နိုင်ခဲ့ပါတယ်။အထူးသဖြင့်အရင်ကဖအံတန်တောင်နဲ့လှိုင်းဘွက်မြို့နယ်3ခုမှာပဲရရှိခဲ့တဲ့လျှက်စစ်မီးကိုသူမလက်ထက်မှာတော့ပြည်နယ်အတွင်းရှိမြို့နယ်9ခုလုံးအထိလွှမ်းခြုံရောက်ရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။ဒါတင်မကသေးပဲလမ်းပန်းဆက်သွယ်ရေးဝန်ထမ်းအိမ်ယာတိုးချဲ့မှုနိုင်ငံခြားယင်းနှိမ့်မြုပ်နှံမှုတွေနဲ့အတူငင်းရေးလုပ်ငန်းစဉ်တွေနဲ့ဝိရစေဝါကာကွယ်ရေးလုပ်ငန်းတွေကိုပါဒီဇိုင်းမတ်လှုပ်ဆောင်ခဲ့တာကြောင့်ပြည်သူတွေရဲ့အားကိုးယုံကြည်မှုကိုအပြည့်အဝရရှိခဲ့တဲ့ခေါင်းဆောင်တအုပ်ဖြစ်ခဲ့ပါတယ်။2020ရွေးကောက်ပွဲမှာထပ်မံအနိုင်ရခဲ့ပေမဲ့လည်း2021ဖေဖော်ဝါရီလအာဏာသိမ်းမှုနဲ့အတူနန်းခင်ထွေးမြင့်ဟာထပ်မံထိမ့်သိမ်းခြင်းခံခဲ့ရပါတယ်။ဝန်ကြီးချုပ်အေယာမှာအကျယ်ကျုပ်သဘောမျိုးနဲ့စောင့်ကြည့်ခံနေရတဲ့အခြေအနေမှာတော့သူမဟာကြောက်ရွံ့တွန့်ဆုတ်သွားခြင်းမရှိဘဲပြည်သူတွေနဲ့အတူတသားတည်းရှိနေကြောင်းရဲရဲဝံ့ဝံ့သက်သေပြခဲ့ပါတယ်။အိမ်ရှိထွက်ပြီးကိုယ်တိုင်တန်ပုံးတီးလို့ပြည်သူတွေကိုဆွဲမလျှော့ဖို့အားပေးစကားပြောတာတွေနဲ့စစ်အာဏာရှင်ကိုရဲရဲတောက်ဆန့်ကျင်ပြခဲ့တဲ့သူမရဲ့ပုံရိပ်ဟာအာဏာသိမ်းကာလအတွင်းလူထုအတွက်ကြီးမားတဲ့စိတ်ဓာတ်ခွန်အားတစ်ခုဖြစ်စေခဲ့ပါတယ်။2021စစ်အာဏာသိမ်းပြီးတဲ့နောက်ဝန်ကြီးချုပ်နန်းခင်ထွေးမြင့်ကိုလာရောက်ဖမ်းဆီးတဲ့စစ်ဗိုလ်ကမဲမတမာမှုကြောင့်အာဏာသိမ်းရတာပါလို့အကြောင်းပြချက်စာကိုဖတ်ပြတဲ့အခါဝန်ကြီးချုပ်ကမဲမတမာမှုရှိတယ်လို့ထင်ရင်လျှို့ဝှက်မဲတွေလုံးမနေနဲ့ရှင်နဲ့ကျမစင်ဘော်တက်ပြီးပြည်သူ့ဆန္ဒကိုပေါ်တင်ရွေးချယ်ခံရအောင်ကျမကဗျောင်မဲစနစ်နဲ့အရွေးခံရဲတယ်အချိန်မရွေးပဲဆိုတဲ့သူမစကားဟာအာဏာရှင်တွေကိုအရှိုက်ထိသွားစေခဲ့ပါတယ်ဒါပေမဲ့စစ်တပ်ဟာသူမကိုဖေဖော်ဝါရီလ10ရက်နေ့မှာဒုတိယကြိမ်ထပ်မံဖမ်းဆီးခဲ့ပြီးအဂတိလိုက်စားမှုရွေးကောက်ပွဲဆိုင်ရာပုံမှန်တွေအပြင်နိုင်ငံတော်အကြီးအကျယ်ပြတ်စေမှုပုံမှန်905ခါဝေးစတဲ့ဆွဆွဲချက်အမျိုးမျိုးနဲ့စုစုပေါင်းထောင်ဒဏ်80နှစ်အထိမတရားချမှတ်ခဲ့ပါတယ်။ဒီဖြစ်တဲ့ဟာဒေါ်အောင်ဆန်းစုကြည်တဲ့နှစ်ဆမကပုံမမြင်မာနေသလိုအာဏာသိမ်းပြီးနောက်ပိုင်းပြည်내နဲ့တိုင်းဝန်ကြီးချုပ်တွေထဲမှာပထမဆုံးနဲ့ထောင်ဒဏ်အများဆုံးချမှတ်ခံရသူလည်းဖြစ်ပါတယ်။ဒီလိုပါဗျာတကယ်ကသူ့အမှုကဘာမှမရှိပါဘူးဒါမဲ့ထောင်ချတဲ့ခါတော့နှစ်ပေါင်းတော့အောင်ဆန်းစုကြည်ကနှစ်30ကျော်လာသူကပဲဟုတ်မလဲသူက80လာမသိဘူးเนาะအဲ့တော့ဘာအဖြစ်ပဲလဲဒါကြီးကကြတာစဉ်းစားလို့ကျွန်တော်မပေါ့ဘူးလေသူကလည်းကြီးရတဲ့အပြစ်တွေဘာလုပ်ခဲ့လို့လဲဟိုအစိုးရငွေလားစားတာလားဘာမလုပ်ဘူးအဲ့တော့မဖြစ်တဲ့မူနောက်မှလည်းဒီလောက်ယောဂရလောက်အောင်လည်းထောင်ထဲထည့်ထားဖို့မဖြစ်တင်ဘူးလေပြန်မဖြစ်တဲ့နာတွေကိုရှောက်လုပ်တာတော့မင်းအောင်လိုက်မယ်လေအေးဒါစစ်တပ်ကပဲစစ်ဗိုလ်ချုပ်တွေကနန်းခင်ထွေးမြင့်အပေါ်အညှိုးအတေးတွေနဲ့မတရားပုံမှန်တွေတက်ပြီးပြင်းထန်တဲ့ထောင်ဒဏ်တွေချမှတ်ခဲ့ပေမဲ့သူမကတော့မိမိအနေနဲ့ဘလို့ပြစ်မှုမျိုးကိုမှကျူးလွန်ခဲ့ခြင်းမရှိကြောင်းတရားရုံးမှာရဲဝံစွာတုံ့ပြန်လျှောက်ထားခဲ့တယ်လို့သူမရဲ့အမှုကိုလိုက်ပါဆောင်ရွက်ခဲ့တဲ့ရှေ့နေဦးအောင်သိန်းရဲ့ပြောကြားချက်အရသိခွင့်ရပါတယ်။ထူးခြားမှုတစ်ခုကနန်းခင်ထွေးမြင့်ရဲ့သိက္ခာနဲ့ရိုးသားတည်ကြည်မှုကိုကောင်းကောင်းသိနားလည်ထားတဲ့တရားသူကြီးတဦးဟာအမိန့်ချမှတ်ချိန်မှာသူမကိုတရားခွင်အတွင်းမှာတင်တောင်းပန်ခဲ့တယ်လို့ဆိုပါတယ်။ဒါဟာ
မတရားတဲ့ဆွဆွဲချက်တွေနဲ့ဖိနှိပ်မှုတွေကြားမှာတောင်မှဝန်ကြီးချုပ်နန်းခင်ထွေးမြင့်ရဲ့ဖြောင့်မတ်တဲ့ဂုဏ်သိက္ခာဘယ်လောက်အထိကြီးမားခိုင်မာခဲ့တယ်လဲဆိုတာကိုကဘာသိအောင်တက်တည်ပြလိုက်တာပဲဖြစ်ပါတယ်။ငါနခင်တင်မြက तू ကတော့သူရဲရင်နဲ့ပဲပြောအောင်နော်ဆိုတော့ तू ကသစ္စာရှိတယ်။ तू လုံးမဲ့လုံးမှာဆိုလို့ရှိရင် तू ယုံကြည်နဲ့လုပ်တယ်ရဲရဲဝန်း तू ရင်ဆိုင်တယ်။တခုလည်း2021အာနာသိမ့်ပြီးအာနာသိမ့်တော့ကလည်း तू ရဲရဲရင်ပဲစစ်တပ်ကောင်းဆောင်နဲ့ဟိုထိတ်တိုက်ပဲပြောဆိုတာရှိတယ်ပေါ့နော်။ပြောရဲဆိုရဲရှိတယ်ပေါ့နော်။ပြောရမယ်ဆိုရှင် तू ရဲ့ပါတီပေါ်မှာမမရေးမရိုင်မနဲ့ရဲရဲဝန်းနဲ့ဟိုဟာလှုပ်ဆောင်တဲ့အမျိုးသမီးတူလို့တော့ပြောရမှာပေါ့။ စစ်တပ်က2022ခုနှစ်ပြည်ထောင်စုနေ့မှာနန်းခင်ထွေးမြင့်ရဲ့ပြည်တံကိုတဝက်လျှော့ချပေးခဲ့ပေမဲ့ကြန့်ရှိနေတဲ့ထောင်ဒဏ်240အရဆိုရင်လက်ရှိအသက်82နှစ်ရှိနေတဲ့သူမဟာအသက်109နှစ်ကြာမှသာလွတ်မြောက်နိုင်မဲ့အနေအထားမှာရှိနေပါတယ်။လက်ရှိမှာလဲကြီးပေါင်းသွေးတို့နဲ့ဝါကိုက်ဝေဒနာတွေအပြင်မကြသေးခင်ကမှဥယောင်ငန်းဖျားယောဂါကြောင့်ဖအံဆေးရုံမှာဆေးကုသမှုခံယူခဲ့ရတဲ့အတွက်သူမရဲ့ကျန်းမာရေးအခြေအနေဟာအသက်80ကျော်အရွယ်ရှိပြီဖြစ်တဲ့သူမအတွက်များစွာစိုးရိမ်စရာဖြစ်နေပါတယ်။အသက်အရွယ်နဲ့မမျှတတဲ့ထောင်ဒဏ်80နှစ်ဆိုတဲ့ဝန်တော့ဝန်ဘိုးကိုမတရားသဖြင့်ရင်ဆိုင်နေရပေမဲ့လည်းသူမရဲ့ရဲရင်ပြတ်သားတဲ့စိတ်ဓာတ်ကတော့အချင်းထောင်ရဲ့တန်တိုင်တွေကြားမှာပိတ်လောင်ထားလို့မရနိုင်ပါဘူး။သူမဟာ NLD ပါတီရဲ့ဂုဏ်ဆောင်ကရင်အမျိုးသမီးတဦးသာမကပဲမတရားမှုကိုအကြောင်းလန့်မရှိတွန်းလှန်နေကြတဲ့မြန်မာပြည်သူအားလုံးအတွက်ပါကြီးမားတဲ့စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့ပြရုပ်တစ်ခုအဖြစ်ထာဝရတည်ရှိနေမှာပဲဖြစ်ပါတယ်။ပြောင်းမဲစနစ်နဲ့အရွေးခံရဲတဲ့ဆိုတဲ့သူမရဲ့ရဲရင်တဲ့စကားတန်တွေဟာမြန်မာနိုင်ငံရေးသမိုင်းရဲ့အလှဆုံးမှတ်တိုင်တစ်ခုအဖြစ်ကြံ့ရဲ့နေအောင်မှာဖြစ်တယ်လို့သူမရဲ့တန်မတိစိတ်ဓာတ်ကလည်းအာဏာရှင်စနစ်ညီကုန်းချုပ်ရေးအတွက်တိုက်ပွဲဝင်နေကြသူတွေရဲ့ရင်ထဲမှာအမြဲတမ်းရှင်သန်နေမှာပဲဖြစ်ပါတော့တယ်။